ပြားမွေးထုတ်ပေးမှာဖြစ်ပါတယ်မြန်မာနိုင်ငံရဲ့ number 1 coaching and training လုပ်ငန်းဖြစ်ပါတယ်လူငယ်ဝန်ထမ်းဘဝကနေလုပ်ငန်းရှင်ဖြစ်ချင်တဲ့လူတိုင်းကျွန်မနဲ့ဆက်သွယ်လို့ရတယ်မြန်မာနိုင်ငံမှာလုပ်နေတဲ့ဝန်ထမ်းတွေဖြစ်ဖြစ်ပြည်ပနိုင်ငံကိုရောက်နေတဲ့ဝန်ထမ်းတွေပဲဖြစ်ဖြစ်တကယ်တစ်ချိန်ချိန်မှာလုပ်ငန်းရှင်ဖြစ်အောင်ဖြစ်ရမယ်လို့ရည်ရွယ်ချက်ရှိတဲ့လူတွေကျွန်တော်တို့လုပ်ငန်းနဲ့ဆက်သွယ်ပါ career life coaching ပညာရပ်တွေ training တွေနဲ့ကိုအဲ့လိုလုပ်ငန်းရှင်တယောက်ဖြစ်အောင်ကျွန်မဘက်ကအစွမ်းကုန်ကူညီပံ့ပိုးပေးမှာပါ။ဘာကြောင့်လဲဆိုလို့ရှိရင်ကျွန်မကိုယ်တိုင်လည်းအလုပ်၄-၅ခုမှာဝန်ထမ်းတွေနှစ်ပေါင်းများစွာလုပ်ခဲ့ပြီးတော့အခုချိန်မှာကိုယ်ပိုင်လုပ်ငန်းထူထောင်နိုင်တဲ့အတွက်ကျွန်မတို့ရည်ရွယ်ချက်ရှိတဲ့လူတွေကိုကျွန်မကပြန်လဲလမ်းညွှန်ပေးမှာဖြစ်ပါတယ်။ဟုတ်ကိုယ်တော့အခက်အခဲလို့ရှိတယ်အခက်ခဲရတော့ဘယ်ပြောမနေနဲ့ကျွန်မကရင်ပြည်နယ်ဖက်အန်သူဖြစ်တယ်ရန်ကုန်မှာကျောင်းတက်တယ်ကျောင်းတက်ပြီးတော့ဘွဲရပြီးတော့ဝန်ထမ်းလုပ်တဲ့အခါမှာအဲ့လိုပေါ့လာစာရတာနဲ့တောင်းဝင်ယူရတာနဲ့အဲ့ဒါတွေဟိုပေါ်မကိုင်းမိတာရှိတယ်တခါတည်းကြားလို့ရှိရင်ကိုကတိုးတက်ချင်တော့တိုးတက်ချင်ပေမဲ့ဟိုပေါ်အခွင့်အရေးမရတဲ့လုပ်ငန်းမျိုးတွေရှိတယ်တချို့လုပ်ငန်းတွေကြတော့လေကိုတကယ်ညီအောင်ရောက်ပြီးတဲ့လုပ်ငန်းတွေလည်းရှိတယ်ပေါ့နော်အဲ့ဒီအခက်အခဲတွေကိုကြော်လွန်ခဲ့ရတယ်ဒါပေမဲ့ဘလောက်အခက်အခဲရှိရှိကိုကတစ်ချိန်ချိန်မှာအောင်မြင်ရမယ်လုပ်ငန်းတစ်ခုပိုင်ဆိုင်ရမယ်ဆိုတဲ့ရည်ရွယ်ချက်နဲ့ကြိုးစားခဲ့တော့ဒီနေ့ဒီအချိန်မှာကိုပိုင်လုပ်ငန်းလေးတစ်ခုပိုင်ဆိုင်တာဖြစ်ပါတယ်ရှင်ကိုတော့ကျွန်တော်ဘာချက်0နဲ့စတယ်ဘာချက်0ဝန်ထမ်း0မှ0ဘာမှမရှိတဲ့0တခါတင်ကြလို့ရှိရင်ခဏတော့တရက်ထမင်းတစ်နက်ပဲစားခဲ့ရတဲ့ဘဝကနေအခုလိုလုပ်ငန်းကြီးတစ်ခုဖြစ်အောင်တည်ထောင်ခဲ့တာပါရှင်အဲ့လိုဆိုအခက်အခဲတွေတော့ဘယ်လိုမျိုးဖြတ်သန်းခဲ့ရလဲကိုလင်းချတာတွေဘယ်လိုမျိုးချတယ်နော်ဘယ်လိုမျိုးစိတ်ကိုမျိုးပြီးတော့နေရလဲအဲ့ဒါကိုရိုးရှင်းပါလေကျွန်မကိုယ်တိုင်ပေါ့တန်မိုးထားတဲ့ value တွေရှိတယ်လို့ကျွန်မလုပ်ငန်းမှာလည်းဒီ value လေးတွေကိုကျွန်မထားလာတယ်အဓိကကျွန်မခံယူရတာရိုးသားမှုကိုစားလို့မကုန်ကျွန်မရိုးသားမှုရှိတယ်စူးစမ်းမှုရှိတယ်ဒီနဲ့ချက်တယ်နဲ့ကျွန်မဒီနေ့ဒီနေရာကိုရောက်တယ်နောက်ပြီးလို့ရှိရင်ကျွန်မကတာဝန်ယူမှုတာဝန်ခံမှုအပြည့်အဝရှိတယ်ဘယ်ဟာပဲပြဿနာဖြစ်ဖြစ်သူ့ကြောင့်ကိုကြောင့်ဆိုတာမရှိဘူးကျွန်မကြောင့်ကောင်းတာလည်းကျွန်မကြောင့်ပဲဆိုးတာလည်းကျွန်မကြောင့်ပဲဆိုပြီးတော့တာဝန်ယူမှုတာဝန်ခံမှုအပြည့်အဝရှိတယ်ပြီးကျွန်မနဲ့လက်တွဲတဲ့ customer ကျွန်မ sales marketing ကိုနှစ်ပေါင်း10နဲ့ချီလုပ်ခဲ့တဲ့အတွက် customer service customer တွေကကျွန်မတို့ရဲ့ထမင်းရှင်ကျေးဇူးရှင်လို့ဆက်ဆံတဲ့အခါမှာစေတနာကောင်းရင်ကံကောင်းခဲ့တယ်နောက်ဆုံးကျွန်မတိုးတက်လို့ခြင်းစိတ်တွေရှိတဲ့အတွက်သင်ယူသင်ကြားမှုတွေစဉ်ဆက်မပြတ်လုပ်ခဲ့တယ်အုံနောက်မှာအသွေးတွေအသည့်တွေဘယ်လောက်ရှိလဲအဲ့လောက်ပဲကိုဘွားရမြင့်မာမှာဖြစ်တဲ့အတွက်အဲ့ဒီအသွေးတွေအသည့်တွေကိုအမြဲတမ်းကျွန်မ upgrade လုပ်တယ်နောက်ဆုံးအနေနဲ့ကျွန်မအမြဲတမ်းတက်ကြွလန်းလန်းဆန်းဆန်းနေတယ်ဘာကြောင့်လဲအခုကဘာကြီးကဖြစ်ပြနေတာအများကြီးအစိုးရအများကြီးပဲဒါပေမဲ့ကျွန်မကအကောင့်ဘက်ကပဲကြည့်တယ်အရှိကိုအရှိတိုင်းပဲကြည့်ပြီးတော့ကိုဘာလုပ်လို့ရမလဲဆိုတာအကောင့်ဘက်ကနေပဲကြည့်ပြီးတော့အမြဲတမ်းတက်ကြွလန်းဆန်းမှုတွေနဲ့ပဲနိုးထားတယ်တက်ကြွလန်းဆန်းမှုတွေနဲ့ပဲအဆုံးသတ်တာပါအဲ့ဒီအချက်ကြောင့်ကျွန်မဒီနေ့ဒီနေရာကိုရောက်ရှိတာပါဒီအချက်ကလည်းကျွန်မတို့လုပ်ငန်းရဲ့ core value တွေပဲဖြစ်ပါတယ်ရှင်ကျေးဇူးတင်ပါတယ်ရှင်